ဒီနေ့သင်ခန်းစာလေးကတော့ noun names of people ဆိုတင်မြန်မာလိုအဓိပ္ပာယ်ကတော့အားလုံးသိပြီးသားဖြစ်တဲ့တရှိတမဲ့ dressy drummer တို့၏အမည်ဟူသည်များကို noun လို့ခေါ်တယ်။ noun ရဲ့ဥပမာလေးတွေကတော့ people လူတရှိ noun မောင်မောင်လူရဲ့နာမည် noun ဖန်ဘောပင်တမဲ့ကင်တွယ်လို့ရတယ် noun laugh အချစ် drummer ကင်တွယ်လို့မရဘူး noun ပဲရန်ကုန်မြို့တစ်မြို့ရဲ့နာမည်နောင်းပါပဲဒီလောက်ဆိုရင်နောင်းကိုအကျဉ်းချင်းသိသွားမယ်လို့ထင်ပါတယ်နောက်ထပ်သိထားမှာကနောင်းမှာ singular noun ရဲ့ plural noun ရဲ့ဆိုပြီးရှိတယ်ဆိုတာပါ singular noun ကတော့ noun အနည်းကိန်းတွေကိုပြောတာဖြစ်ပြီးတော့ plural noun ဆိုတာကတော့ noun အများကြီးတွေကိုပြောတာပါကျွန်တော်ဒီကြားလေးနဲ့ရှင်းပြပေးပါမယ် singular ရှိမယ် plural ရှိမယ် type ဆိုပြီးရှိမယ်ဒီဘက် singular မှာတော့ book စာအုပ်တုပ်ထဲကိုပြောချင်လို့ရှိရင်အနည်းငယ်ဖြစ်တဲ့အတွက်ဘာမှထည့်ရမလို့ပါဘူးဒါကိုကျွန်တော်တို့က plural ပုံစံအများကြီးပုံစံပြောင်းမယ်ဆိုလို့ရှိရင်တော့ book မှာ s လေးထည့်လိုက်ရုံပါပဲဒီဘက်က type ကဘာကိုယူညွှန်းလဲဆိုလို့ရှိရင်ဒီဘက်မှာ regular ပါ regular noun ပါဒီကောင်တွေကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က ses ပေါင်းထည့်လိုက်တာနဲ့အများကြီးပုံစံပြောင်းသွားလို့ပါအဲ့ဒါကြောင့်မလို့ regular noun လို့ပြောပါတယ်ဥပမာအောက်မှာကြည့်မယ် cities city မှာဆိုလို့ရှိရင် singular ပုံစံမှာဆိုလို့ရှိရင် citiesအဲ့တော့ကျွန်တော် plural ပုံစံပြောင်းမယ်ဆိုလို့ရှိရင် y ကိုဖြုတ် is ပေါင်းလိုက်တဲ့ပုံစံမှာ plural ပုံစံဖြစ်သွားပါမယ်ဒါကလည်း regular noun ပါပဲ y ကိုဖြုတ်ပြီးတော့ is ပြောင်းတဲ့ပုံစံလေးရှိရဲဆိုတော့မှတ်ထားစေချင်ပါတယ်အောက်မှာထည့်ကြည့်မယ် box မှာတော့သူက s ပေါင်းထည့်ရုံနဲ့မရတော့ပါဘူး es ပေါင်းထည့်ရပါမယ်ဒါမှကျွန်တော်တို့ကအများကြီးပုံစံပြောင်းလို့ရမှာပါ box es boxes တစ်တာများပါဒီမှာမှတ်ထားစီချင်တာက s sh ch s နဲ့ဆုံးလို့ရှိရင် es ပေါင်းထည့်ရမယ်ဆိုတာပါအောက်မှာကတော့ irregular noun တွေလာပါပြီဘာလို့ irregular noun လို့ပြောလဲ s es ပေါင်းထည့်လိုက်တာနဲ့အများကြီးပုံစံမပြောင်းသွားလို့ပါဥပမာဒီမှာဆိုလို့ရှိရင် child ကလေးတယောက်တည်းဆို child သူ့အများကြီးကလေးအများကြီးပြောချင်လို့ရှိရင် ses ပေါင်းထည့်လို့မရပါဘူး child မှာ s တွားထည့်လို့မရဘူးသူ့ရဲ့ပုံစံကတစ်မျိုးတစ်သက်ရှိနေပါတယ် children ကလေးများဒါကိုကျွန်တော်တို့က irregular noun လို့ပြောနေတာပါ woman မှာဆိုလဲ s တွေ es တွေတွားထည့်လို့မရပါဘူးသူကပုံစံတက်တက်ရှိပါတယ် wo man woman ကို plural noun ပြောင်းရင် wo man woman ဆိုပြီးဖြစ်သွားပါတယ် mouse ကြွက်အနည်းကိန်းပုံစံပါသူ့ရဲ့အများကိန်းပုံစံကတော့ mice ကြွက်များပါ regular noun ရဲ့ irregular noun ရဲ့တည်သွားပြီဆိုတော့နောက်ထပ် unchained noun ဆိုတာတွေလည်းရှိပါအောင်မယ် unchained noun ဆိုရင်မရှုပ်သွားပါနဲ့ plural noun ကိုပြောင်းတဲ့အခါမှာs တွေ es တွေပေါင်းနေရလဲမလို့ဘူးသူ့မှာတခြားပုံစံလည်းမရှိဘူးဒီပုံစံအတိုင်းပဲဖြစ်တာကိုကျွန်တော်တို့က unchained noun လို့ပြောချင်တာပါဥပမာ deer တမင်တစ်ကောင်တည်းကိုလည်း deer ပဲတမင်တွေအများကြီးကိုလည်းကျွန်တော်တို့က deer ပါပဲတမင်တွေအများကြီးကိုကျွန်တော် s တွေ es တွေပေါင်းထည့်စရာမလိုပါဘူးသူ့ရဲ့အများကြီးက sheep တိုးတစ်ကောင်တည်းကိုလည်း sheep လို့သုံးပြီးတော့တိုးတွေအများကြီးဆိုလည်းကျွန်တော်တို့က sheep လို့ပဲသုံးနိုင်ပါတယ်ဒါကိုကျွန်တော်တို့က unchained noun တွေလို့သိထားရမှာပါ buffaloကျွဲတကောင်တည်းကိုလည်း buffalo ပဲကျွဲတွေအများကြီးကိုလည်းကျွန်တော်တို့က buffalo ပါပဲဒီလို unchained noun လေးတွေရှိတယ်ဆိုတာကိုလည်းသိထားစေချင်တာပါဒီလောက်ဆိုရင်တော့ singular noun plural noun ကိုသိသွားမယ်လို့ထင်ပါတယ် noun နဲ့ပတ်သက်ပြီးနောက်ထပ်သိထားရမှာလေးတစ်ခုက countable noun ရဲ့ uncountable noun ရဲ့ဆိုပြီးရှိသေးတာပါ countable noun ဆိုတာကတော့ရေတွက်လို့ရတဲ့နာမ်တွေကိုပြောတာဖြစ်ပြီးတော့ uncountable noun ဆိုတာကတော့ရေတွက်လို့မရတဲ့နာမ်တွေပါသူ့ကိုလည်းဥပမာလေးနဲ့ပြောပြပေးပါမယ် apple ပန်းသီးကိုကျွန်တော်တို့ကတစ်လုံးနှလုံးရေလို့ရတယ်ဒါကြောင့်သူက countable noun water ကျွန်တော်ရေတွက်လို့ရလားမရဘူးเนาะအဲ့ဒါကြောင့်မလို့ uncountable noun idea အကြံဉာဏ်တွေကျွန်တော်တို့ idea တွေကို one idea two idea ဆိုတော့ idea တစ်ခုနှစ်ခုဆိုပြီးရေတွက်လို့ရပါတယ်ဒါပေမဲ့ information ကိုတော့ရေတွက်လို့မရပါဘူးဒါကြောင့်မလို့ uncountable noun chair ကလထိုင်ကိုကျွန်တော်တို့ကတစ်လုံးနှလုံးဆိုပြီးရေတွက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကfurniture ကိုတော့ရေတွက်လို့မရပါဘူးဒါကြောင့်မလို့ furniture က uncountable noun ပါ job အလုပ်တွေဆိုလဲဒီတိုင်းပါပဲကျွန်တော်တို့ကအလုပ်တွေတစ်ခုနှစ်ခုဆိုပြီးရေလို့ရပါဒါပေမဲ့ work ကိုတော့ရေတွက်လို့မရပါဘူးဒါကြောင့်မလို့ work ကတော့ uncountable noun ပါ coin ဒင်းကားပြားလေးဆိုကျွန်တော်တို့ရေတွက်လို့ရတာပေါ့တစ် coin နှစ် coin ဆိုပြီးဆိုဒါပေမဲ့ကျွန်တော်တို့ကပတ်စံကိုတော့ရေတွက်လို့မရပါဘူးဒါကြောင့်မလို့ money က uncountable noun ပါဒါဆိုရင်ကျွန်တော်ကိုပြောလို့ရပါတယ်ကျွန်တော်ပတ်စံကို100 200ဆိုပြီးရေတွက်နေတာပဲမဟုတ်ဘူးလားဆိုတော့ကျွန်တော်တို့ပတ်စံကိုရေတွက်မယ်ဆိုလို့ရှိရင် unit ဆိုတဲ့အရာလေးတစ်ခုကိုကျွန်တော်တို့ကသုံးရပါတယ်ဥပမာမြန်မာပတ်စံကိုရေတွက်မယ်ဆိုရင်100ကျပ်200ကျပ်
American ပတ်စံကိုရေတွက်မယ်ဆိုလို့ရှိရင်$2 $2ဆိုကျွန်တော်တို့ unit ကိုဂျာကန်သုံးရတဲ့အတွက်ပတ်စံကို uncountable နှောင်းလို့သုံးတာပါဒီလိုပုံစံတူပါပဲကျွန်တော်တို့ water မှာဆိုလို့ရှိရင်လည်းရေတွက်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ရေကိုရေတွက်လို့ရှိရင်1လီတာ2လီတာ1ဂါလန်2ဂါလန်ဆိုပြီးဆိုရေတွက်ရပါတယ်ဒါကြောင့်မလို့ပတ်စံတို့ရေတို့ဆိုတာ uncountable နှောင်းတွေဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင် countable နှောင်းကဘာလဲ uncountable နှောင်းကဘာလဲဆိုတော့သိသွားမယ်လို့မျှော်လင့်ပါတယ်နှောင်းနဲ့ပတ်သက်ပြီးတော့နှောင်း၅မျိုးရှိတာကိုလည်းသိထားစီခြင်းပါတယ်နှောင်း၅မျိုးကဘာလဲဆိုတော့ proper noun common noun abstract noun collective noun material noun တွေပါ proper noun ဆိုတာကတော့တဦးဆိုင်တဲ့နေပါကျွန်တော်တို့က Donald Trump လို့ပြောလိုက်တာနဲ့ဘယ်သူ့ကိုတွားမြင်မလဲအမေရိကန်သမ္မတကိုတွားမြင်မှာပါဒါကြောင့်မလို့ Donald Trump ဆိုတာကတော့တဦးတည်းပိုင်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ proper noun ပါနံပါတ်2ကတော့ common noun အများဆိုင်တဲ့မှာကျွန်တော်တို့က president လို့ပြောလိုက်တာနဲ့အမေရိကန်သမ္မတလည်းဖြစ်နိုင်တယ်လို့စင်ကာပူကသမ္မတလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ president ဆိုလို့ရှိရင်တော့ common noun အများဆိုင်တဲ့မှာနံပါတ်3ဖြစ်တဲ့ abstract noun စိတ်နဲ့ပဲတွေးတောပြီးသိလို့ရတဲ့အရာတွေပါ။ကိုင်းနဲ့ထိတွေ့လို့မရပါဘူး။ success ဆိုတဲ့အောင်မြင်မှု left ဆိုတဲ့အချက် time ဆိုတဲ့အချိန်စတဲ့စကားလုံးတွေပါ။နံပါတ်4ဖြစ်တဲ့ collective noun အစုပြနံသူကတော့ flock ဆိုတဲ့နှစ်အုပ် family ဆိုတဲ့မိသားစု stack ဆိုတဲ့တစ်ပုံနှစ်ပုံစတဲ့အစုဝေးကိုပြတဲ့နံတွေကိုတော့ collective noun အစုပြနံဆိုပြီးတော့ပြောပါတယ်။နံပါတ်5ဖြစ်တဲ့ materials noun မြန်မာလိုဆိုလို့ရှိရင်တော့ဓာတ်ဖနံဥပမာရေတို့ပတ်စံတို့လိုမျိုး unit တစ်ခုသတ်မှတ်ပြီးမှရေလို့ရတဲ့နံတွေပါဥပမာအလင်းရောင်ကိုလူမှန်စီကိုကျွန်တော်1လီတာ2လီတာဆိုပြီးဆို unit တွေသတ်မှတ်ပြီးမှတိုင်းတာလို့ရတဲ့အရာတွေပါဒီလိုမျိုးဟာတွေကိုကျွန်တော်တို့က materials noun တွေလို့ခေါ်ပါတယ်ဆိုတော့ noun နဲ့ပတ်သက်ပြီးတော့ရမယ်လို့မျှော်လင့်ပါတယ်အခြေခံအဆင့်လေးမှာဒီလောက်သိထားမယ်ဆိုလို့ရှိရင် noun တော့ကလုံလောက်ပါတယ်နောက်သင်ခန်းစာမှာ verb အကြောင်းပြောကြတာပေါ့